ဗရမ များမြို့တော်သို့တင်စားခေါ်ဝေါ်တဲ့မြန်မာနိုင်ငံမိုးကုတ်မြို့ဒီနေ့မှာတော့မြန်မာနိုင်ငံတွေကလေကဘာတိကျော်အောင်နာမည်ကြီးလာတဲ့မြို့တစ်မြို့အကြောင်းကိုပြောပြပေးချင်ပါတယ်။အဲ့ဒီမြို့လေးရဲ့နာမည်ကတော့မိုးကုတ်မြို့ပါ။မိုးကုတ်မြို့ဆိုတာကဘာမှာရေသွေးကောင်းဆုံးဗရမ များတွေထွက်ရှိရာနေရာဖြစ်ပြီးဗရမ များမြို့တော်လို့တော့တင်စားခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်ကကြောက်စိမ်းနေဆိုရင်မိုးကုတ်မြို့ကတော့ဗရမ များမြေပါပဲ။ဒါကြောင့်မို့လို့ဒီနေ့မှာတော့ကဘာမှာရောမြန်မာမှာနာမည်ကြီးရတဲ့မြန်မာနိုင်ငံရဲ့အထင်ကရရတနာမြေမိုးကုတ်မြို့လေးအကြောင်းကိုတင်ဆက်ပေးပါမယ်။မိုးကုတ်မြို့ဆိုတာမြန်မာနိုင်ငံအထက်ပိုင်းမန္တလေးတိုင်းဒေသကြီးတပိတ်ချင်းခရိုင်မှာပါဝင်တာဖြစ်ပါတယ်။မိုးကုတ်မြို့ရဲ့ဒီနေရာကိုတိတိကျကျပြောရရင်စမ်းပြည်နယ်မြောက်ပိုင်းစံကုန်းပြင်မြစ်ရဲ့အနောက်ဘက်ဆုံးမှာတည်ရှိတာပါ။မိုးကုတ်မြို့ရဲ့အရှေ့ဘက်နဲ့မြောက်ဘက်မှာမိုးမိတ်မြို့တောင်ဘက်မှာဆိုရင်ကြောင်မဲမြို့နယ်အနောက်ဘက်မှာဆိုရင်တပိတ်ချင်းမြို့နယ်တို့တည်ရှိတာဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ3800မှာတည်ရှိတဲ့တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်ပါတယ်။ကိုမြို့ကအရန်ကြီးလူနေဦးရေထူတဲ့တိတ်ကြီးတာမျိုးမဟုတ်ပဲကျေးရွာစုစုပေါင်းတော့132ရွာပဲရှိရပါ။အများဆုံးနေထိုင်ကြတဲ့လူမျိုးတွေကလည်းဗမာ၊ရှမ်း၊လီဆူ၊ပလောင်၊ဘောရခါနဲ့တရုတ်တို့ပဲဖြစ်ပါတယ်။မိုးကုတ်မြို့လေးရဲ့ပုံစံကိုပြောရရင်မြန်မာနိုင်ငံရဲ့သဘာဝအလှတရားတွေယနေ့ထက်တိုင်းတည်ရှိနေတဲ့နေရာတစ်ခု